မိနေခဲ့တော့ဒီတာပါလေးပဲ spy အကောင်းဆုံးပုံစံနဲ့တော့ပြန်ပြီးကြည့်နေခဲ့ပြီ TDQ ကလည်းဒီဘက် channel နဲ့ပြန်ပြီးရွှေ့လာတဲ့ချက်မှာအဲ့တော့ပြောရင် top 1ရပါထက်တော့သွားခဲ့ပြီ spy အင်းဒီချက်ဒီအောက်မှာ fang လေးထက်တော့သွားတယ် AVG ကလည်းနောက်ဆုံးချန်နေခဲ့တဲ့တယောက်ပဲရှိရမယ်လို့ပြောရင် TDQ တက်ကလည်းဒီဘက်ကတိုးလာရင် Max ရဲ့ပြဿနာနဲ့ဖြေရှင်းနေရမယ်လို့ပြောရင် Nam 8ကိုပါလာလာပပလေးအဆုံးသက်ပေးလိုက်ရင် YG ဆို Uncle PUBG ကိုတော့ကျွန်တော်ဖြတ်ချပေးနိုင်ခဲ့ပြီKE ကိုစတင်ပြီးတိုးလာပြီးတော့214ကိုစတင်ပြီးလမ်းပြီးတော့မေးထားဆဲပဲ damage တွေတော့ပေးလိုက် KE အချိန်တွေတော့တိတ်တော့မကောင်းသူ့အနေနဲ့ဟိုဘက်မှာလည်း better ဖြစ်လာတယ်လုံးဝလူဒီနေတာကောင်းအောင်ရထားတဲ့နေတာမှာ214နေပါစတင်တွေ့ပြီးဒီဘက်ချန်အိမ်စုတော့ရရှိထားတယ်ဆိုပေမဲ့လူတင်ကလောက်ပါမလား master ခိုင်းပဲဒီ 2K ပြီးတော့တိုးထားရမှာ EMAX ရှိနေရဲ့เนาะဒါပေမဲ့အချိန်တွေတော့ကောင်းပါမလား EMAX သာထားတမ်းပြီးမေးလိုက်ရင်တော့ D2K open ဖြစ်နေတဲ့နေရာမှာပျောက်ပြီးတော့အများကြီးနောက်မှလည်း Yumi Boy Vici တော့လုံးရှိနေတဲ့အနေထားမှာ KE Master D2K အမှန်ပြီးနောက်ခံလိုက်ရ EMAX ကိုစတင်ပြီးတော့ damage တွေပေးပြီးတော့လုံနေ shotgun reload လုပ်ထားဆဲပဲအထက်မှာရှိနေတဲ့ KE မြောက်ကစင်ပြေပါမလား EMAX ခုံပြပြက်ခတ်တာတင်းနေတော်လေးอ่ะဗောအစင်တော့ပြေသွားခဲ့တယ်ဆိုတော့ဘေးမှာတိုးလာပြီအိုးကောင်းဆုံးပဲ backup တွေပြစ် Yumi Boy ပေးထားခဲ့ပြီ KE 2 man down 1 man light ပဲကျန်တော့တဲ့အနေထားသူသွားခဲ့ပြီသူတင်တော့ကေလို့ရမှာမဟုတ်214နေနဲ့လုံးဝ rush ဝယ်လုံးနေတလုံးမှာခေါက်တက်ပေးလိုက်ပြီးကွတီတာကြောင်းစင်တော့ပြေမှာ D2K တော့ပါဘူးတော့ချက်စားရမ်းများလာပြီ blue short wave ပြီးတော့ထိမှာပဲပြောရအောင်မယ်မှာ short wave ပြီးတော့ထိထားခဲ့နေထားမှာဟိုဘက်မှာလည်း214 Michi ကြောက်တော့ YG စတင်ပြီးတပ်ပါတီ join တဲ့အနေထားမှာတော့ကြောက်တော့ပြီးထားရပဲ YG မှာနဲ့ level max ရှိနေတဲ့ back ကို damage တွေအကောင်းဆုံးပေးထားခဲ့ပြီတွေးလေးပြသွားခဲ့ပြီလုတ်တွေရှိနေတဲ့ back ကိုလုံးဝ short wave နဲ့ပါတွေးတဲ့ဆက်ပဲကျန်တော့မှာ2 versus 1စတင်ပြီး rush လာပြီးခါလည်းပဲ KE ရဲ့တင်းလုံးကိုပါ eliminate လုပ်ပေးလိုက်တဲ့အနေထားမှာတော့ပျောက်သွားခဲ့ပြီဗျာ240ရှိနေတဲ့ back ကိုတော့မာနဲ့တို့စတင်ပြီး join တယ်ဘေးမှာလည်း message ရှိနေဆိုမဲ့လည်းသူ့အနေနဲ့ဂျာညက်နေတဲ့နေတာ240နေနေတာ3 man live တော့ကြံရှိနေတယ်1 man down ဆိုတော့စင်ရောပြေးပါမလားဆိုတော့စောင့်ကြည့်ရမှာဖြစ်တယ်ဗျဟုတ်ပါတယ်အဲ့တော့ YG player နေနေရဒီဘက်မှာအကုန်လုံးဆိုတော့ဒီမှာဆိုတော့ format လုံးချန်နေခဲ့ပြီး late လုံးမှာစပြီးတော့214 player တွေ back ကိုတော့သူတို့အနေနဲ့အကောင်းဆုံးတော့ပြန်ပြီး aim ဖို့တော့ကြိုးစားရုံးကန်ထားရင်တောက် shot ပဲစတင်ပြီး push လာခဲ့ပြီး think 2k ရရှိထားတဲ့အချိန်ဒီမှာဟိုဘက်ကတော့နေခဲ့တဲ့ player တွေတယောက်ချင်းတွေပဲလိုက်ပြီးဆုံးသက်ပေးနေခဲ့ပြီး Bro တွေကလည်းဒီချိန်မှာ trip နဲ့တယောက် knock ကန်ထားခဲ့ရတယ်တန်းမပေးလိုက်ရပြီး max နေနေရတယ် Joseph တယောက်အနေနဲ့ပြန်ပြီးတော့ knock ခဲ့တဲ့ကြားတဲ့ say cloud ဒီဘက်ဘေးနားနေမှာပြန်ပြီးတော့ spray ပြီးနေ knock out ချနေခဲ့တဲ့မာတက်ကတော့ save လို့မရတော့ဘူးဗျာပြောဖို့တော့တိတ်တော့မကောင်းတော့ကျန်နေသေးပါတယ်ဒါပေမဲ့ဒီဘက်မှာရှိနေတဲ့ Dota player တွေဒီနေ့ကလည်းပြန်လည်ပြီးကြည့်ရှုရမယ်ဆိုရင်တော့ကျွန်တော် YG Zay Cloud ပြန်ပြီးတော့ knock ခံထားရတယ်ဒါပေမဲ့အနားမှာကျွန်တော် backup teammate တွေရှိနေတဲ့ဆက်မှာ NX ကလည်းပျောက်သွားပြီရောဆိုတော့တွေ့ရတဲ့အတိုင်းဆိုတော့ NX လည်းပျောက်သွားခဲ့ပြီဒီချိန်မှာကျွန်တော်တို့ကျန်နေတဲ့ player တွေဒီနေ့ကလည်းထပ်ပြီး fearless တွေကလည်းတစ်သိန်းလုံးပျောက်သွားတယ်အော်အာလီပိုင်းထင်လို့နော်အာလီပိုင်းမှာအာလီပိုင်းထင်လို့တော့ပြောတယ်ဆိုတော့အခုမှစတဲ့ပွဲဗျာသိလားအဲ့လောက်ကြီး battle Simon လို့တော့မထင်သားတာဒါပေမဲ့မထင်မထားတာတွေလုံးကြနေခဲ့ပြီဒီချိန်မှာတွေ့မြင်ရတဲ့အတိုင်းပဲကျွန်တော်တို့ YG အတွက်ကလည်း 3 kill ရရှိထားခဲ့ပြီကျွန်တော်တို့ 3 man live တစ်ထပ်ပြီးတော့ Jenny Omen နေတလုံးပြစ်ချက်ပေးတိုင်း Romeo Boy စနောက်ဘက်ကိုတော့ပြန်ပြီးတော့ cover ပြန်ယူထားခဲ့တယ်ဆိုတော့ဒီဘက် channel မှာလည်း Sings player အတွက်ကလည်းထပ်မှန်ပြီးပြန်ပြီးတော့ရွှေ့လာတဲ့အချိန်ဒီမှာတော့ကျွန်တော်တွေ့နေရတဲ့ပုံစံရတော့ကျွန်တော်ဒီဘက် channel အကောင်းဆုံးနဲ့ပြန်တဲ့ထိန်းထောင်ပေးနေခဲ့လို့ပြောရင်စတယ်ပြီး SRK နဲ့ပြစ်ကပ်ပေးနေခဲ့ပြီး Sings player Wako တော့ပြီးလိုက်ထားတယ်ဒီဘက်နောက်ဘက် channel နေခဲ့တဲ့ player rankဒီ mask ကိုပါထပ်ပြီးတော့ Sings အဆုံးသတ်ပေးနေခဲ့ပြီး YG အတွက်ကလည်း fall kill နဲ့တူ knock နေခဲ့တဲ့ Sings ဘက်ကိုပါတဲလို့ပဲထပ်ပြီးတော့ push လာခဲ့ပြီဆိုအသေးတန်တွေပြေးထွက်လာခဲ့တဲ့ဂျားမှာ fall kill ရရှိထားခဲ့ပြီးဘေးဘက်ကနေကျွန်တော် backup တွေထောက်ထားတယ်တောက်ချောက်တွေဝင်ရောက်ပစ်ခတ်ပေးဖို့တော့ကြိုးစားထားနေခဲ့ပြီး knock out ချနေခဲ့တဲ့နှစ်ယောက်လုံးမှာပြန်ပြီးတော့ဆုံးသက်ဖို့လုပ်နေခဲ့တဲ့ Say Cloud အပေါ် high ground တွေ backup ပေးနေခဲ့တဲ့ Cool ရဲ့ပေးတဲ့ aim တက်တွေဂျားမှာပြန်ပြီးတော့ကျွန်တော် knock out ချခင်ထားခဲ့ရတယ် Romeo Boy Smile ဒီချိန်မှာကျွန်တော်တို့အနေနဲ့3 man live နဲ့ think 6 kilo ရရှိထားတဲ့အချိန်ဒီမှာတော့လောလောဆယ်ပုံစံရknock နေခဲ့တဲ့ player ကိုချက်ချင်းပဲပြန်ပြီးတော့ save ပေးထားနေခဲ့ပြန်တာလည်းဖြစ်တယ် GFS Day နော်ဒီမှာလည်း Shaco တို့3 man alive 3 man live တော့ကြံရှိနေတည်ရနေထားမှာတော့ cycle edge compound လေးထဲမှာပဲအကောင်းဆုံး position ယူထားဆဲပဲဟိုမှာလည်းစင်းနေနေဆုံးစတင်ပြီးတိုးလိုက်ရနေထားမှာတော့စင်းတယောက်ကလည်းကြံရှိနေတော့တဲ့အနေထားဖြစ်သွားခဲ့ပြီစင်းနေလည်းထပ်မံပြီးပြောက်ဖို့တော့ chance ကတော့ရမ်းများပါတယ် 1 man live ဆိုတဲ့အနေထားမှာတော့စင်းတော့ပြည်မှာမဟုတ်ပြီးမှလည်း high 762 GOA 2 versus 1ဆိုတဲ့ battle ကိုမြင်တွေ့ရဖို့ရှိတယ် GFS ကုတ်ဒီ rider တိုးလာတဲ့ back ကိုတော့အကောင်းဆုံးပေါ့မြင်တွေ့သွားအောင်သာကွန်ပေါင်းအကောင်းဆုံးရရှိထားတယ်ဆိုပေမဲ့လည်းကုတ်ဒီလူမျိုးဒီဘက်ကွန်ပေါင်း third rush မှာပဲဒီ GFS ကိုဖြတ်မလဲဆိုတော့မချခင်မြင်တွေ့ရတော့မှာဖြစ်တယ်ဗျ
GFS newbie နေတလုံးတော့ခုပေါ်တော့လုံနေသေးတယ်ကုတ်တီလာတဲ့ဘက်ကိုတော့ကားတဲ့တန်တော့ကြားသွားတဲ့ပုံပဲဗျာဆိုတော့ကောင်းဆုံးပဲ newbie ပြောရင်လည်း rider တို့ ban တို့စသည်မျိုးကိုင်းနေပြေးတူလိုက်နေမှာ pre နေတလုံးတော့ကွက်တီလာကြောက်သွားခင်စင်တော့ပြေးမှာမဟုတ်ဘူးကွက်တီကြောက်သွားမလားကွက်တီတော့ကြောက်မတော့ဝင်လာတော့ကြောကြီးပြေးမှာoh my god ကုန်တော်လေးတယ်လို့ GFS ကတော့ not ပေးလိုက်နိုင်နေဆိုပေမဲ့ခုတ်ဘန်ဒီပါ not သွားတယ်လုံးဝထောင်းလေးမှာကတ်နေရောကြောကြီးပြေးဝင်လာတယ်ဒါပေမဲ့လည်းကျွန်တော်ပြေးသွားနေသေးတယ်မှာရှာကူလို့ရှိနေဘက်ကော next low rider ခေါ်တဲ့နာမှာတော့ GFS ပါစီတယောက်ပါထပ်မှန်ပြီး not ပေးလိုက်ရှာကူလည်း reason နဲ့တော့ပြေးနေရတဲ့အနေထားဖြစ်ပြီဆိုတော့ရှာကူကထပ်မှန်ဖြတ်ချနိုင်တော့စင်ပြေးသွားတော့မယ် rider ခါလည်းပဲ pick up ပေးမှာပဲဆုံးတက်ပေးလိုက်တဲ့အနေထားမှာ GFS တင်းလုံးကတော့ eliminate လောက်ခံလိုက်ရပြီဗျာဆိုတော့ကုတ်ဒီ battle တော့အကောင်းဆုံးနိုင်ရရှိသွားပြီသူအနေနဲ့ပေးတော့ပေးလိုက်ရအောင်တော်ဒီရဲ့ GOA ဒီဘက်မှာလည်း Hive 762နဲ့ဟိုဘက်80ဘက်8တယောက်နဲ့တယောက်ကြီးဆိုင်နေတော့မှရှိသေးတယ်ဗျ။ PBMSC ကုတ်တီရှိနေတဲ့ဘက်ကိုတော့ team လာခုနကဘက်ဖြစ်သွားတဲ့အတန်တွေတော့ချားမှာပဲဆိုတော့ PBMS guide ဒီဘက်မှာလည်း၄ယောက်လုံး foreman လုံးကြံရှိနေသေးရဲ့နေထားတော့ဖြစ်တယ်။ဘက်မှာလည်း hype တူတယောက်ကတော့ scene cool တယောက်ကိုပါထပ်မှတ်ပြီးဖြတ်ချပေးလိုက်တဲ့နေထားမှာတော့ scene နေတင်းလုံး eliminate လုပ်ခင်လိုက်ရတယ်လို့တင်းနေအစားတွေဘက်တွေဖြစ် stage 4နေထားတော့ရောက်ရှိလို့လာ PBMS sponsor အကောင်းဆုံးပဲနောက်တော့ပြန်ပြီးသူလိုက်ငပီးကျော်နဲ့စတင်ပြီးတွေ့ထားတဲ့ high 762ငပီးကျော်တယောက်ကနောက်ချပြီးခါရပါခေါ်ပေးလိုက်ပြီ high 762ရှိနေရတော့သူတို့တည့်ရဲ့ပုံတော့မပေါ်ဘူးဗျ GOA စတင်ပြီး762ရှိနေတဲ့ဘက်ကတော့အကောင်းဆုံးပဲ rush line နေထားဖြစ်တယ် Kelly Junior တို့762နဲ့တော့ပြီးတလုံးတော့ခွတ်ထက်ပေးထားနေထားမှာ Jeffrey တယောက်ကထပ်မှန်ပြီး not ချပေးလိုက်2 versus 1ဆိုတဲ့အနေတော့ရောက်ရှိလို့သွားခဲ့ပြီအဲ့တော့တယောက်ကထပ်မှန်ပြီး not ချပေးလိုက်ပြီးနေထားမှာတော့1 versus 1ပဲကျန်တော့မယ်နော်လုံးဝ3ယောက်ကြီးတူလာတဲ့အနေထားမှာတော့တယောက်ပဲကျန်တော့ Kelly Junior ဒီဘယ်တော့အကောင်းဆုံးရင်ဆိုင်ဖို့လို့လိုအပ်နေပြီ Kelly Junior ကပါဝိုင်းတော့စင်တော့ပြေမှာမဟုတ်762ရှိနေတဲ့ back ကိုနေထည့်ထားဆိုပေမဲ့လည်း hype တင်စတင်ပြီးတော့သူရဲ့ bucket တွေတော့ရောက်ရှိလို့လာခဲ့ပြီဗျဆိုတော့ Kelly Junior ကိုပါထပ်မှန်ပြီးတော့တစ်ချက် damage ပေးထား oh my god ထိုင်းနာမှာတော့နောက်ထပ်တစ်ချက်ပါဒီခက်ပေးပြီးတော့ GOA ဒီလုံး eliminate လောက်ခံလိုက်ရပြီဗျဟုတ်ပါတယ်ဒီဘက်မှာ goal player တက်ကလေကျွန်တော်တို့အနေနဲ့ကျွန်တော် two man live နဲ့တူတူ chill guy rider အကုန်လုံးဒီဘက်မှာကျွန်တော်တို့ဒါပြောရမယ်ဆိုရင် two man လုံး thinking 3k နဲ့တူတူစတင်ပြီးကျွန်တော်တို့မှာဆိုင်ရလေးတစ်စီးနဲ့ဆက်ပြီးတော့ရွှေ့လာပြီ YG PBMS ကျွန်တော်ရှေ့ဘက် channel မှာအကုန်လုံးပြန်ပြီးတော့တွေ့မြင်နေကြရတဲ့ဂျားလေးအဲ့တော့ကျွန်တော်တို့ဒီဘက်မှာတော့ကျွန်တော်တို့ chill guy rider တို့တက်ကတော့ကျွန်တော်တို့ two man live နဲ့ 3k တော့ပြန်ပြီးတော့ရရှိထားနေတဲ့တောက်လျှောက်မှာတော့ think 3k နဲ့တူတူကျွန်တော်တို့ဒီဘက်က go player ဖြစ်တဲ့ rider တို့ chill guy တို့အကုန်လုံးနေရလေသူတို့ဒီနေ့ဖြည်းဖြည်းချင်းကတိုးလီ brown တွေပဲပြန်ပြီးတော့ရထားတယ်ဒီဘက်ကျွန်တော်တို့ကြောက်တုံးကြောက်ဆောင်တွေဘက်မှာအကောင်းဆုံးပဲပြန်ပြီးတော့ရွှေ့ထားခဲ့ပြီကျွန်တော် itchy တရားနေနေရတယ်ကားနဲ့တော့ပြန်ပြီးတော့တိုးလာဖို့စဉ်းစားထားနေခဲ့လို့ပြောရင် go player အကုန်လုံးAC ပဲသူတို့ two man live ထင်းနေပဲကျွန်တော်တို့ကြောင့်တတရာလေးထိန်းဆော့ဖို့တော့လိုအပ်တယ်လို့ပြောရင်လောစကျွန်တော်တို့ဒါဘက်မှာလည်း rider တယောက်တက်ကတော့ BG ရဲ့ပြက်ခတ်ပေးမှုတွေအောက်မှာ knock out ချခံထားခဲ့ရတဲ့ချင်းဒီမှာစနောက်ထက်ကျန်နေကြတော့ chill guy တယောက်ထင်းနေပဲကြောက်တော့နောက်မှာပြန်ပြီးတော့အသားလေးခိုးတဲ့အချင်းဒီရမှာတော့နောက်ဆုံးကျန်နေခဲ့တဲ့ player တယောက်သေးပဲရှိတော့မယ်နေထားမှာ BG ကတသိန်းလုံးကားကြီးနဲ့ဖြတ်ပြီးတော့ရွှေ့လာတဲ့အချင်းဒီရခါတယောက်အဲ့လိုမှပြောရင်နောက်ဆုံးယာဟီကိုဆိုတော့သူတို့ရဲ့အဆုံးသတ်ပေးမှုတွေအောက်မှာ go ကတော့ကျွန်တော် eliminate လုပ်ခဲ့ထားခဲ့ရပြီ7ကျွန်တော်တို့ခုနှစ်သိန်း17မရှိတော့တယ်ဆိုတော့ဒီဘက်နောက်မှာမြန်မာအသင်းတွေနေရာတော့ YG TDQ PG ဆိုတော့3သိန်းပဲကျန်တော့မယ်လို့ပြောရင် ABG player တွေတက်ကလည်း Paradise ကိုပြန်လာပြီး camp နေရကြတယ်မှာ YG အနေနဲ့ကလည်းသူတို့အနေနဲ့ဒီဘက်မှာ Say Cloud Romeo Boy Smile အကုန်လုံး3 man လုံးဒီဘက်အချင်းကျွန်တော်ဒါပြောရမယ်ဆိုရင်ဒါကွန်ပေါင်းတွေဘက်မှာအကောင်းဆုံးတော့ပြန်တော့ထိန်းထားတယ် BG ယာရီကိုတို့တက်ကလည်း ACC လေးပဲပြန်ပြီးတော့ဒီဘက်က Hive တွေပြစ်ခဲ့တဲ့ down တော့ခံစားနေခဲ့ရတာလေဖြစ်ပါတယ်ခင်ဗျာဟုတ်ပါနော် Hive ဒီစတင်ပြီး PG နဲ့ PBMS သုံးခွင့်ဆိုင်ဇလန်ကတော့စတင်ပြီးဖြစ်ဖို့တော့များတယ် Hive ဒီနေတဲ့ second S ဆိုတဲ့အနေထားမှာ high ground ဆိုတဲ့ position လေးတော့ရရှိထားတည်တယ်ဆိုတော့ PG တို့ PBMS တို့ကတော့အောက်မှာ low ground ဖြစ်တယ်ဆိုပေမဲ့ PBMS ကွန်ပေါင်းခုလုံးတော့ကာဗာရရှိထားတယ်ဒီကြောက်က PG ကြောက်ကထပ်မှန်ပြီး not ချပြီးထားတဲ့အနေထားမှာ PG 2 man down 2 man live တော့ရှိနေတည်တယ်ဆိုတော့ပြန်လဲဆေးခွင့်တော့ရထားတယ်ကာဗာရောရထားတဲ့အကောင်းဆုံးပဲ PG ရှိနေတဲ့ back ကို Nate Long red တယောက်တော့ခွတ်ထည့်ပေးထားတဲ့အနေထားမှာတော့ Yahiko တယောက်ပါထပ်မှန်ပြီး not ကြတော့ Ichi ပါထပ်မှန်ပြီး not နောက်ထပ်တယောက်ပါ not ရက်ခတယောက်ပဲကျန်တော့တဲ့အနေထားမှာ BG 3 man down နောက်နေ့တော့ကွက်တိကြသွားရက်ခပါစင်တော့ပြေမှာမဟုတ်ဘူးဘေးမှာလည်း PBMS တွေရော Hive တွေရောစတင်တိုးလာတဲ့မှာရက်ခ red တယောက်ကိုခါနဲ့တော့ပေးထားလိုက်နိုင်တယ်ဆိုပေမဲ့ဘေးကတိုးလာတဲ့ pressure ကိုခံနိုင်ပါမှာ view တယောက်ကိုထပ်မှန်ပြီး not ပေးလိုက်ပြီဆို2 man down ဒါပေမဲ့လေ PG
စင်တော့ပြေမသွားခဲ့တဲ့အနေထားမှာတော့ရက်ခါတော့ကြံရှိနေသေးတဲ့ hype 762 2 man down ဆိုတဲ့အနေထားမှာတော့ယာဟီကိုတယောက်တော့ထပ်မှန်ပြီးပါသွားပြီရက်ခါတယောက်တော့ကြံရှိနေပြီးအကောင်းဆုံးပဲ backup ပြပြန်ရက်ခါရှိတဲ့ back ကိုနှိပ်ကြီးကကွက်တီကြီးဆိုတဲ့အနေထားမှာတော့ ပြောင်းသွား DG အတင်းလုံးလဲထပ်မှန်ပြီးတော့ပြတ်သွားခဲ့ရပြီဗျ ဟုတ်ပါတယ်ဆိုတော့ဒီဘက်မှာ TDQ YG သတင်းပဲကျန်တော့မယ်ဆိုတော့သူတို့ hype တွေအတွက်ကလည်းဒီဘက်ကျွန်တော်တို့ဒါ premium ရတဲ့ diamond clock နဲ့ 762ဆိုတော့သူတို့တွေအတွက်ကတော့ကျွန်တော်တို့ဒီဘက်မှာ PBM max တွေဘက်ကိုပါတဲတဲ့နေပြန်ပြီးတိုးထားခဲ့ပြီးနောက်ဆုံးကျန်နေခဲ့တဲ့ Imam President တို့ဘက်ကိုပါပြန်ပြီးတော့ pick up ပေးနေခဲ့ပြီး President ရောက်ပါဆက်ပြီးတော့တိုးလာတဲ့အချိန်ဒီမှာ 1v1 ဒီခါရဲ962ပါထပ်ပြီးတော့နောက်နေခဲ့အဆုံးမှာ high ground ကနေပြန်ပြီးတော့အဆုံးသက်ပေးထားတဲ့ကျွန်တော် club ရဲ့ဖြတ်ချပေးမှုတွေအောက်မှာတော့ PBM max လည်းပျောက်သွားပြီး9သိန်းပဲရှိတော့မယ်ဆိုတာ ABG ဒီချိန်မှာကျန်နေသေးတယ်27 point နဲ့3 kill ရရှိထားခဲ့ပြီး YG အတွက်ကလည်း23 point နဲ့6 kill အသီးသီးပိုင်ဆိုင်ထားတဲ့တောက်လျှောက်မှာ hive player အတွက်ကဒီဘက်မှာ pro နဲ့ပဲအကောင်းဆုံးပြန်ပြီးနေနေရဆိုမဲ့ကျွန်တော် YG ရဲ့အနောက်မှာလည်းထပ်ပြီးတော့ zone ဝင်လာမလို့နေခဲ့တဲ့ sky နဲ့အကောင်းဆုံးပဲ knock ချပေးလာခဲ့တာ APG player တယောက်အနေနဲ့တော့စပြီးတော့ knock သွားပြီခါရဲပါဆုံးသက်ပေးလိုက်ရင်နောက်မှနေနေပါပြန်ဝဲလာနေခဲ့ပြီးတော့ပြောရင်နေတစ်လုံးအောက်မှာကျွန်တော် anchor PUBGဆိုတော့တို့အတွက်စုံတိုးရွှေလို့ဖို့တက်ကတော့တော်တော်လေးတော့အန်ရီများနေခဲ့ပြီလည်းဖြစ်တယ်စေကလောက် Romeo Boy Smile တို့ကတိုးလေးကပ်ပြီးတော့ဆိုတော့တို့ရနေခဲ့ဒီဘက် chain ဒီမှာပြန်ပြီးတော့ဒီကွန်မောင်းလေးဘက်မှာကျွန်တော်အကောင်းဆုံးပုံစံနဲ့တော့ကျွန်တော်တို့တတရာလေးပြန်ပြီးတော့ထိန်းတိုင်း ABG ရဲ့တိုးလောက်တွေလောက်လာမဲ့အချိန်တွေကိုလုံးဝကြီးဒုက္ခတွေပေးနေခဲ့တာတိုးစရာရွှေ့စရာလမ်းကြောင်းတော့ရှိမနေခဲ့တော့ဒီဥတာပါလေးပဲ Smile အကောင်းဆုံးပုံစံနဲ့တော့ပြန်ပြီးကြည့်နေခဲ့ပြီ TDQ ကလည်းဒီဘက် chain တွေပြန်ပြီးရွှေ့လာတဲ့ချက်မှာအဲ့တော့ပြောရင် top တရပါထက်တော့သွားခဲ့ပြီ Smile အိမ်ဒီချက်ဒီအောက်မှာ Fang လေးထန်တော့သွားတယ် ABG ကလည်းနောက်ဆုံးကျန်နေခဲ့တဲ့တယောက်ပဲရှိရမယ်လို့ပြောရင် TDQ တက်ကလည်းဒီဘက်ကတိုးလိုက် Max ရဲ့ပြဿနာနဲ့ဖြေရှင်းနေရမယ်လို့ပြောရင် Nan 8ကိုပါလာလာပပလေးအဆုံးသက်ပေးလိုက် YG ဆိုတော့ Anchor PUBG ကိုတော့ကျွန်တော်ဖြတ်ချပြေးနိုင်ခဲ့ပြီ TDQ တွေဘက်ကိုပါပြေးတက်လာခဲ့တဲ့ Joseph တယောက်အနေနဲ့ကလည်းစတင်ပြီးပြန်တော့ဟိုဘက်မှာကျန်နေခဲ့တဲ့ကျွန်တော် Atif တချို့တို့ထပ်ပြီးတော့ရှိအောင်မယ်3 man နဲ့တူဆို YG ဟိုဘက်ကနေလည်းပြန်ပြီးတော့ TDQ တွေဘက်ကို pressure ဝိုင်းပြီးပေးနေခဲ့လို့ပြောရင် Atif တယောက်အနေနဲ့ကလည်းထပ်ပြီး knock သွားရင် time to quick တွေအကောင်းဆုံးတော့ light တော့ aim ပေးထားနေခဲ့တယ်တကြုံတယောက်နေကလည်းလုံးဝယူ pro နဲ့ပဲပြန်လဲပြီးတိုးလာဖို့ကြိုးစားနေခဲ့တဲ့ TDQ တွေဘက်ကိုပါအကောင်းဆုံးပဲနေလုံးနေတော့ဒုက္ခပြန်တော့ပေးနေခဲ့ဆိုပေမဲ့နေကတော့ damage လုံးဝထိမနေသေးဘူးဗျာကားနောက်မှာကားနောက်ကိုရောက်ရင်တော့ပြဿနာတက်မယ်နော်အေးပြောရင်းနဲ့ KH ပထန်တော့ဒီဘက်မှာ open စစ်ကွတိုးလာဖို့တုံးရွှေ့လာဖို့လုံးနေခဲ့တဲ့ကြားမှာတကြုံ TDQ ဘက်မှာလည်းလုံးဝနေရှိမနေခဲ့တော့သွေးတစ်ဆက်ပဲချမ်းတော့မယ်တဲဒီပဲပြတ်ပြီးရွှေ့လာရင်ဘက်ကိုမှနေတလုံးနဲ့ပဲ show ဝင်ထိပြောက်မယ်လို့ပြောရင် max လည်းပြောက် TDQ လည်းပြောက်ပြီး YG နဲ့ Hive 3 versus 1 chicken dinner ရဖို့အတွက်ကတော့အခွင့်အရေးတော့များနေခဲ့ပြီလေဖြစ်ပါတယ်ခင်ဗျာ YG မာဒတာနေကတလုံး volley တလုံး stand နှလုံးနဲ့တူတူ smoke ကလည်း3လုံးရှိနေတဲ့အတွက်ကြောင့်တော့ Hive တစ်သိန်းလုံးတော့ဖြတ်ချပေးဖို့အတွက်အခွင့်အရေးတော့များနေသေးလေဖြစ်တယ်ခင်ဗျာဟုတ်ပါနော် YG 3 versus 1ဆိုတဲ့အနေထားမှာ hype ကတော့တယောက်ပဲကြံရှိနေရဆိုတော့ဒီဘက်တဲ့ဤအနေနဲ့ကတော့လုံးဝဟို YG ချကန်စားဖို့တော့တေချာတဲ့လောက်ဖြစ်နေတဲ့အနေထားမှာ YG ဘယ်သူလဲYG ကိုစတင်ပြီးတော့ပဲသူတို့အနေနဲ့စုံနေပတ်ပြီးမှပဲလိုက်တော့ရှာနေသေးတယ် hype ဒီဘက် bronze position တော့အကောင်းဆုံးယူထားပြီးမှဈေးကလောက်ရှိနေဘက်ကို open ပဲမြင်ပါခဲ့ပြီကြည်တဲ့ချက်ကိုတော့ drive ပြီးပြစ်လိုက်ပြီးအေးအမှတိသွားပြီဆိုတဲ့အနေထားမှာတော့ hype ဒီနေ့ကတော့ဆင်တော့ပြေတော့မှမဟုတ်သူအနေနဲ့လည်းအကောင်းဆုံးတော့ဒီတစ်ပင်နောက်မှာတော့ position ယူထားဆိုမှဇုံကထမှတ်ပြီးလာပြီဆိုတော့ပြေးတော့ရပြီ3 versus 1ဆိုတော့ hype ဈေးကလောက်စတင်ပြီးမြင်တွေ့ရင်တော့ခါ hype ကအဆင်ပြေတော့မှမဟုတ်ဘူးပြောရင်းနဲ့ပဲခါလည်းပဲပေါ်မှာရှိနေတဲ့ YG ကောင်းဆုံးပဲဖြတ်ချပြီးမှ winner chicken dinner ကိုတော့စတင်ပိုင်ဆိုင်လို့တွားခဲ့ပြီဖြစ်တယ်